မင်္ဂလာပါကျွန်တော် Noel ပါကျွန်တော်ဒီနေ့ဆွေးနွေးပြမယ့်အကြောင်းအရာတော့ water memory လို့ခေါ်တဲ့ရေရဲ့မှတ်ဉာဏ်လေးအကြောင်းကျွန်တော်ဆွေးနွေးပြပါမယ်ပထမဆုံးအနေနဲ့ကြိုပြီးတော့ပြောပြချင်တာကရေရဲ့မှတ်ဉာဏ်ဆိုတဲ့ဒီအကြောင်းအရာကသိပ္ပံအတိုင်းဝိုင်းနဲ့ပြန်မှာပေါ့နော် scientific community မှာဆိုရင်ဒါလက်ခံလို့မရတဲ့ theory တစ်ခုဆိုတာမျိုးပဲဖြစ်တယ်ဆိုတာကိုကြိုပြီးတော့ဆွေးနွေးပြစီရေရဲ့မှတ်ဉာဏ်နဲ့ပတ်သက်လို့ဆိုရင်ယုံကြည်မှုပေါ့နော်တူဦးတယောက်တည်းယုံကြည်မှုမဟုတ်ဘဲကမ္ဘာပေါ်မှာရှိတဲ့ဒါလူတွေအများကြီးယုံကြည်ကြတဲ့ case တစ်ခုဖြစ်တာပေါ့နော်ရေရဲ့မှတ်ဉာဏ်လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ကျွန်တော်တို့ဂျပန်ကပေါ့နော်ဒီပညာရှင်တို့ရေးတဲ့စာအုပ်တွေမှာဆိုရင်ရေခွက်တစ်ခွက်ရဲ့ပြီးနောက်မှာကျွန်တော်တို့တချင်းဖွင့်တဲ့အခါတန်ငင်လေး AC တို့တချင်းဖွင့်တဲ့ချိန်နဲ့ဒါမှမဟုတ်အရန်ကိုစူညံတဲ့ဒီတချင်းတစ်ခုဖွင့်တဲ့အခါမှာရေရဲ့ molecule shape တွေပေါ့နော်သူ့ရဲ့တဒံတွေကမတူဘူးဆိုတဲ့အကြောင်းလေးနမဲကြီးတဲ့မြစ်တွေချောင်းတွေမှာရှိတဲ့ရေရဲ့ molecule ကိုကျွန်တော်တို့ microscope နဲ့ကြည့်တဲ့အခါမှာပုံတံမျိုးစုံထွက်နေတဲ့ကိစ္စရပ်တွေကိုသက်သေပြခဲ့တယ်ပေါ့နော်။ဘယ်လောက်ထိအောင်လေ့လာခဲ့လဲဆိုလို့ဆရာတော်ငါတော်တွေမြတ်တာပို့နေတဲ့အချိန်တွေဆင်းဆိုနေတဲ့လူတွေကြားမှာရှိကိုထားပြီးတော့မှဒီရဲ့ပုံမှန်တံတွေဘလို့ပြောင်းသွားလဲဆိုတာမျိုးကိုလေ့လာခဲ့သူ့ရဲ့သုံးသက်ချက်တွေမှာဆိုရင်ချိုတာတဲ့ငင်းချက်နဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ရေတွေကပုံတံအဖြစ်လှရဲ့molecule ပုံစံတွေကိုထုတ်ပေးနိုင်ပြီးတော့မှမကောင်းတဲ့ energy တွေဘေးနားမှာရှိနေတဲ့ရေတွေကပုံတံဆိုးတဲ့ပုံစံတွေကိုထုတ်ပေးနိုင်တယ်ပေါ့နော်။ဒါမျိုးဒါသူထုတ်ခဲ့တဲ့အဲ့ပုံမှန်တံတွေဆိုတာလည်းမှတ်ထားတယ်ဆိုတဲ့ရေတွေရဲ့အမှတ်ဉာဏ်ဆိုပြီးတော့မှဒါသူ့အနေနဲ့ရေးခဲ့တဲ့ပတ်ဝန်းကျင်ရဲ့အနေအထားအပြင်ပေါ့နော်သိစိတ်မသိစိတ်ထဲရှိတဲ့ကဏ္ဍတွေအစားပေါ့ဒါတွေကိုသူမှတ်နိုင်မယ်ဆိုပြီးတော့မှသူ့အနေနဲ့ဒါစပြောခဲ့တယ်ပေါ့နော်ဟိုသိပ္ပံလေးမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ဒီဘာသာရေးယုံကြည်မှုရလေ့လာကြည့်မယ်ဆိုရင်လည်း Buddhism ပေါ့နော်ဒီဗုဒ္ဓဘာသာဝင်တွေမှာဆိုရင်လည်းအရင်လက်ထက်တော့ပေါ့နော်တကူကြီးခဲ့တဲ့ဆရာတော်တွေဒီပိရိတ်ရွတ်တဲ့ခါမှာရေကဒီဖွက်ဖွက်ဆူခဲ့တယ်ဆိုတဲ့ဒါစာပေကျမ်းဂန်တွေထက်မှလေ့လာတွေ့ရှိခဲ့ရတယ်ပေါ့နော်အဓိကကတော့ဆရာတော်ဖျားတွေရဲ့သီလသမာဓိပေါ့သူတို့ရဲ့အစတတိကိုမှတ်ရတဲ့ရေရဲ့မှတ်ဉာဏ်ကပွတ်ပွတ်ဆူလာခဲ့တဲ့ဆိုတဲ့သဘောတရားကိုပြောပြတာပေါ့နော်နောက်တစ်ခုကကျွန်တော်မမြင်ရတဲ့မကောင်းဆိုးအောင်တစ်ခုကနေပြီးကျွန်တော်တို့ထုတ်ကတ်တဲ့အခါမှာဆိုရင်အိမ်မှာရှိတဲ့ဒီဖျားအကြောင်းဆောင်မှာရှိတဲ့ရေကိုယူပြီးတော့မှဂါလာရင်းနဲ့ရွက်ဖက်တရက်ဆယ်ပြီးတော့ဒီလိုတိုက်တယ်ဆိုရင်မကောင်းဆိုးရတွေကကင်းစင်သွားတယ်ဆိုရဲယူဆချက်တွေအများကြီးရှိတယ်ဒီအရာတွေအားလုံးကရေကဆွမ်းနေဆိုတာထက်ပေါ့နော်ဘာသာရေးမှာရှိတဲ့အစွမ်းထက်တဲ့ပေါ့နော်ဂါလာလိုတွေဖြစ်ဖြစ်ဒါကိုရွတ်ဆိုတဲ့လူတွေရဲ့သီလသမာဓိကိုကြောင့်ဖြစ်ဖြစ်ကြီးမှာအစွမ်းထက်ပြီးတော့မှမကောင်းတဲ့ဒီစွမ်းအင်တွေမကောင်းတဲ့ spiritual being တွေကိုအမောင်းထုံနိုင်ခဲ့တယ်ဒါမျိုးကိုကုသနိုင်ခဲ့ဆိုတဲ့ယုံကြည်မှုတွေကအခုချိန်ထိအောင်မှရှိနေစေလက်ခံစေပေါ့နော်ဒီဗုဒ္ဓဘာသာဝင်တွေမှာမဟုတ်တခြားသောဘာသာတွေမှာလည်းဒါဒီကိုအသုံးပြုပြီးတော့မှမကောင်းဆိုးအားတွေကိုပေါင်းထုတ်တာမျိုးဒါမျိုးတွေရှိတယ်ပေါ့နော်ဒီလိုအချက်တွေကိုထောက်ကြည့်ခြင်းအဖြစ်ရှိမှာမှဉဏ်ရှိရဆိုတာမျိုးယုံကြည်ကြတယ်ဆိုတဲ့အချက်ပါပဲနောက်တစ်ခုကကျွန်တော်ခန္ဓာကိုယ်ကသိပ္ပံနေရဆိုရင်ရေက80%ထိပါဝင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အုံနှောက်အောင်နေမှတ်တယ်မှတ်ဉာဏ်အပြင်ကိုကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေကမကောင်းမှတ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဓာမလေတဲ့ကလေးတွေပေါ့နော်မှတ်ဉာဏ်ကိုစပြီးတော့ဖြိုးထောင်တဲ့ကလေးတွေအနေနဲ့ပေါ့နော်သူအုံနှောက်အသင်ယူတယ်လို့မျိုးပေါ့နော်ယုံကြည်သည်ရှိမယုံကြည်သည်ရှိပေါ့နော်သူရဲ့ပတ်ဝန်းကျင်မှာဆဲဆိုတာတို့မကောင်းတဲ့ဟာတွေကိုပြောဆိုပြုမှုနေမယ်မကောင်းတဲ့ကိစ္စရပ်တွေကိုပြုမှုနေမယ်ဆိုရင်အဲ့ဒီကလေးရဲ့ဗီဇမှာပေါ့နော်အဲ့ဒီမကောင်းတဲ့ energy တွေကို store လုပ်သွားမှာဒါတွေအတူယူတင်သွားမှာဆိုတာမျိုးတွေအထိကိုဆက်ဆက်ပြီးတော့တွေ့လို့ရတယ်ပေါ့နော်ဒါဖြစ်နိုင်ကြလဲရှိမယ်မဖြစ်နိုင်ကြလဲရှိမယ်ပေါ့နော်ဒါယုံကြည်မှုနဲ့ဆိုင်တဲ့ကိစ္စပေါ့နော်ဒါအပြင်ဒီယုံကြည်မှုဆိုတာကျွန်တော်တူတယောက်တည်းယုံကြည်တာမျိုးမဟုတ်ဘဲနဲ့ပေါ့တကယ်သိပ္ပံနဲ့ပြန်မှာထဲဝင်ရှိတဲ့သိပ္ပံပညာရှင်တွေကိုယ်တိုင်အစာဒီယုံကြည်မှုကိုဒါလက်ခံနေရဲဆိုတာမျိုးပေါ့နော်ဒါအားလုံးသိစေချင်ပါတယ်ဒါကြောင့်မလို့ဒီရင်းနဲ့ပတ်သက်ရင်ပုံပြီးတတိထားပါခုပေါ့နော်ကျွန်တော်တို့အကြောင်းမျိုးကြောင့်စီဝါပြက်လက်နေရစီဝါကုသမှုမရနိုင်တဲ့အခါမှာအစွမ်းထက်တဲ့ဒါတွေရွတ်ဆိုပြီးတော့ဖြစ်ပေါ့နော်ဒါမှမဟုတ်သစ္စာဆိုပြီးတော့မှဒီအဲ့ဒီသစ္စာရင်းနဲ့ကုသမယ်ဆိုရင်လည်းဖြစ်နိုင်သည်ဖြစ်စေမဖြစ်နိုင်သည်ဖြစ်စေပေါ့နော်လုံးနိုင်တဲ့ဆိုတာမျိုးကျွန်တော်ဆွေးနွေးချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစာဆုံးကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ